ဘောကဆင်းရဲခြင်းပဲတကယ်ကကျွတ်တို့သိတာမသိတာကတက္ကနာနော်ကျွတ်တို့အသိကိုမသိဘူးမသိလို့လည်းပဲဘောကပေါ်မှာမမောနေတာမမောလို့လည်းပဲရအရာကြောင့်ဒီရှောက်လုပ်နေတာမရတဲ့အခါစိတ်တူပေါ့ဒီနည်းနဲ့တော့နော်ဘောကခရီးကိုဘောကဆင်းရဲမှမသိတော့မမောရောမမောတော့ရအောင်လုပ်ရောရအောင်လုပ်တိုင်းရသလားမရတော့မှဖြစ်တယ်ရတော့စိတ်တူတာပေါ့နော်ငါရအောင်လုပ်တဲ့လမ်းကြောင်းမှာအနှောက်အယှက်အဖြစ်စည်းတွေအကုန်လုံးငါမလုပ်ပြလိုက်မလို့ဖြစ်စည်းမယ်ဟုတ်လားဒေါသတွေနော်ဒီနည်းနဲ့တော့နော်ဘောကဆင်းရဲတယ်ဆိုတာမသိတာမောဟဆင်းရဲမှမသိလို့လိုချင်တာကလောဘလိုချင်တာမရလို့စိတ်တူတာကဒေါသဒါပဲအကုန်လုံးကလောဘဒေါသမောဟရဲ့သားကောင်အဆင့်ကဘာမှမတက်ဘူးနော်လူသားတွေရဲ့အဆင့်ဟာဒါပဲရှိသေးတယ်နော်အဲ့တော့ဘုန်းဘုန်းတို့ကမြတ်စွာဘုရားကိုကိုးကွယ်တယ်တရားကိုကိုးကွယ်တယ်တန်ခါကိုကိုးကွယ်တယ်ဆိုတာအဲ့ဒီဆင်းရဲတဲ့ဘဝချုပ်ငြိမ်းသွားဖို့ဘဝချုပ်ငြိမ်းမှဒုက္ခချုပ်ငြိမ်းပါဘဝမချုပ်ငြိမ်းမနဲ့ဒုက္ခမချုပ်ငြိမ်းဘူးဒီအခြေခံအမြင်လေးကိုကျွတ်တို့မှခိုင်တိုင်းမှမရှိသေးဘူးကျွတ်တို့ကဘဝနဲ့ဒုက္ခကိုတစ်ခုတည်းလို့တွဲပြီးတော့ကိုမမြင်တတ်သေးဘူးဘဝတတ်တတ်ဒုက္ခတတ်တတ်လို့ထင်နေတာဒါကြောင့်ငါဘဝလေးကြီးတီးတန့်သွားခြင်းနဲ့ဘယ်ဒုက္ခမှမပါခဲ့နဲ့မလာခဲ့နဲ့ငါမတွေ့ခြင်းဘူးကျွတ်တို့အဲ့လိုလုပ်နေတာလုပ်လို့ရမလားဘဝကိုရခြင်းဒုက္ခကိုပါတခါတည်းယူရမှာအဲ့ဒါကိုပြီးပြီးပြင်းပြင်းသဘောပေါက်တာဘဝကိုမဲ့လို့ဘဝကိုရမယ်ဆိုရင်ဘာပါတွဲရမှာဆိုတော့နားလည်ထားမှာလို့ဒုက္ခကိုပါတွဲရမှာလို့နားလည်ထားဘာဒုက္ခတွေတော့ကိုရှင်းရတာစိတ်ရှင်းရတာပေါ့အချင်းချုပ်ပြောရရင်ဒုက္ခဆိုနည်းနည်းလေးပို့ပြီးတော့ရှင်းလင်းတဲ့ဝါဒနဲ့ပြောရရင်ကျွတ်တို့တကယ်ကြောက်တာကျွတ်တို့မရခြင်းတဲ့ဒုက္ခဘယ်ဒုက္ခတော့နာတာရဲ့သေတာရဲ့ကျွတ်တို့အကြီးအကျယ်ကြောက်တယ်နာတာရဲ့သေတာရဲ့တကယ်ကြောက်တာဒါပဲနော်ကျန်တာတွေကိုကြောက်ရတယ်ဆိုတာနာမှုသေမှုကိုဖြစ်စေတတ်လို့ကြောက်ရတာတွေ့မလားဘုံခဏခဏပြောနေဒီထဲမှာအစိတ်ပြင်းတဲ့မွေကောင်ဖြတ်သွားဆိုအကုန်ထပြေးမှာနော်ကြောက်တယ်ဘာလို့ကြောက်တာတော့ဒီကောင်ကန့်ရင်အနည်းဆုံးအစိတ်တက်ပြီးတော့လူလိမ့်နေအောင်နာမှာအခက်မသိရင်သေမှာမွေကိုကြောက်တာလားနာမှာသေမှာကိုကြောက်တာလားတဲ့မြင်ဖို့လိုရနော်ခုယောဂဖြစ်မှကြောက်တာလဲနာမှာသေမှာကြောက်တာဘယ်သူကိုကြောက်တယ်ဘဝကိုကြောက်တယ်ဆိုတော့နာမှာသေမှာကြောက်တာပဲတကယ်လို့လားကျွတ်တို့ဘဝကြီးကဘလောက်နှိမ့်ဆက်လို့မှမနာတတ်ဘူးဘလောက်ဖြက်စီးလို့မှမပြက်စီးတတ်ဘူးမသေးတတ်ဘူးဆိုကျွတ်တို့